မင်္ဂလာပါဒီနေ့ရောလေ iPhone ကင်နေသူတိုင်းတီးချတဲ့နဲ့ဒါကမြက်လူသိမ့်မသိသေးတဲ့ Showquid trick ကောက်လေ၃ခုအကြောင်းကိုပြောပြပေးချင်ပါတယ် iPhone အသစ်စကင်နေသူတွေရောသုံးနေကြသူတွေအသက်ပါတကယ်ကိုအသုံးဝင်စေမှာသိချပါတယ် ဟုတ်တယ်တကယ်တော့လေကိုရီနေ့တိုင်းသုံးနေတဲ့ဖုန်းထဲမှာသူ့ရဲ့စွမ်းဆောင်ရည်တွေကိုအပြည့်အဝအသုံးမချမိတာတွေအများကြီးရှိနေနိုင်ပါတယ်အခုပြောပြမယ့်အချက်တွေကအဲ့လိုမထင်မှတ်ထားတဲ့အစွမ်း tech feature တွေကိုဘယ်လိုသုံးရမလဲဆိုတာပြပေးသွားမှာပါ ကဲပထမဆုံးချစ်လေးကတော့ back tab လို့ခေါ်ပါတယ်ကျွန်တော်လေးမိုက်တဲ့ shortcut တစ်ခုပဲဘာလဲဆိုတော့လေဖုန်းရဲ့နောက်ကျောဘက်ကိုလမ်းညိုလေးနဲ့ခက်ဖို့ဖို့လေးပုတ်လိုက်ယုံနဲ့ကိုအမြဲသုံးနေကြအလောက်ကြေကိုချက်ချင်းလုပ်နိုင်မဲ့နည်းလမ်းတစ်ခုပေါ့ ဥပမာပေါ့နော် screenshot အမြဲရိုက်ချင်တာမျိုးဒါမှမဟုတ်မောင်နေလို့တမီ flashlight ဖွင့်ချင်တာမျိုးဆိုရင် menu တွေနဲ့ light ရှာနေရတော့ချင်းကုန်တယ်လေဟုတ်တယ်မလားအခုဒီလိုကိစ္စတွေအတွက်လွယ်ကူကူဖြည့်ရှင်းလို့ရတဲ့နည်းလမ်းလေးရှိပါတယ်ဒီ feature ကိုဖွင့်ဖို့ကလည်းလွယ်လေးပါအရင်ဆုံး settings ထဲကိုဝင်လိုက်ပါပြီးရင် accessibility ကိုရွေးအဲ့ဒီထဲကမှ touch ကို set နေလိုက်ပါအောက်ကိုနည်းနည်းဆွဲချလိုက်ရင် back tab ဆိုတာကိုတွေ့ပါလိမ့်မယ်အဲ့ဒီမှာနှစ်ချက်ပုတ် double tab ရင်ပါလို့မလဲသုံးချက်ပုတ် triple tab ရင်ပါလို့မလဲဆိုတာကိုကိုယ်ကြိုက်တယ်လို့ရွေးထားလို့ရပြီ screenshot ရိုက်တာတို့ flashlight ဖွင့်တာတို့လိုမျိုးကိုအသုံးများတာလေးတွေသတ်မှတ်ထားလိုက်အောင်ပါပဲ ကဲနောက်ထပ်အံ့ဩသွားစီမဲ့ trick တစ်ခုကိုဆက်ကြည့်ရအောင်ဒါကတော့စာရိတ်တဲ့အခါတိုင်းဒီမော့ဂျုံရတတ်တဲ့စိတ်ညစ်စရာပြဿနာတစ်ခုအတွက်အကောင်းဆုံးဖြစ်တစ်ခုပါပဲ စာရိုက်ပြီးလို့ပြင်ခြင်းတဲ့ခါမျိုးပေါ့စာလုံးကလုံးရဲ့အလေကိုဖြစ်ဖြစ်စာကြောင်းနဲ့ကြောင်းကြားတဲ့ကိုဖြစ်ဖြစ်ကော့စာရွှေ့ဖို့လက်နဲ့ထောက်ရတာတော်တော်စိတ်မရှိခြင်းစရာကောင်းပါတယ်နေရအတိအကျလည်းမရောက်ဘူးလေအခုပြောပြမယ့်နည်းကအဲ့ဒီဒုက္ခကိုလုံးဝရှင်းပြီးမှာပါ အရန်လွယ်ပါလေတခြားဘာမှလုပ်ဆရာမလိုဘူးစာရိုက်နေရင်းနဲ့ keyboard ပေါ်က space bar ကိုခဏလောက်လေးဖိထားလိုက်အောင်ပဲ ဟုတ်ပါပဲ space bar ကိုဖိထားလိုက်တာနဲ့ keyboard ပေါ်ကစာလုံးတွေခဏပြောက်သွားပြီး keyboard တစ်ခုလုံးက laptop က trackpad လိုမျိုးဖြစ်သွားရောအဲ့ဒီအခါကျမှလက်ကိုမလွတ်ပဲကိုလိုချင်တဲ့နေရာကို cassette လေးကိုအတိအကျချောမွေးလေးရွှေ့သွားလို့ရပါပြီတကယ်ကိုအသုံးဝင်ပြီးအချိန်ကုန်သက်သာစေတယ်နော်နောက်ဆုံးတစ်ခုကတော့လေတချင်းနားဆောင်ရတာဝါသနာပါတဲ့သူတွေအတွက်ဆိုရင်တော့မရှိမဖြစ်တီးထားတဲ့ trick တစ်ခုပါပဲဒီလိုမျိုးကြုံဖူးကြမှာပါကိုဖီဆိုင်မှာဖြစ်ဖြစ်လမ်းပေါ်မှာဖြစ်ဖြစ်တချင်းကောင်းလေးတပုတ်ကြားလိုက်လို့ဘာတချင်းလဲတီးကျင်ပြီးဖုန်းဖွင့် app ချနေတော့မှပဲတချင်းကဆုံးသွားရောတော်တော်ညံ့မျောဖို့ကောင်းတယ်နော်အဲ့လိုဖြစ်မျိုးနောက်ထပ်မဖြစ်အောင်လုပ်လို့ရတဲ့နည်းလမ်းကောင်းရှိပါတယ် ထွေရှင်းနည်းကတော့ Shazam ကို control center ထဲမှာအသင့်ထည့်ထားလိုက်တာပါပဲ settings ထဲက control center ကိုသွားအောက်နားလေးမှာ music recognition ဆိုတာကိုရှာပြီးအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ရုံပဲဒါဆိုရင်နောက်တစ်ခါတချင်းကြားတာနဲ့ phone screen ကိုအပေါ်ကနေဆွဲချ control center ထဲက Shazam ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ဘာတချင်းလဲဆိုတာချက်ချင်းရှာပေးအောင်ပါပါ ကဲအခုပြောပြခဲ့တဲ့ဒီရိုးရိုးရှင်းရှင်း trick လေးကနေ့စဉ် iPhone သုံးစွဲနေတဲ့အတွေ့အကြုံကိုတကယ်ကိုနောက်တစ်စိတ်မြင့်တင်ပေးနိုင်ပါတယ်တကယ် power user တယောက်လိုဖုန်းကိုပို့ပြီးကျွမ်းကျင်သုံးနိုင်သွားမှာပါဆိုတော့အဓိကအချက်တွေပြန်ကြည့်ရရင်ဖုန်းကြောဘက်ကိုပုတ်လိုက်ရုံနဲ့အလုပ်တွေပြီးစီမဲ့ back tab စာရိုက်တဲ့အခါကားစောက်ကိုလိုစလိုထိန်းချုပ်နိုင်တဲ့ space bar trackpad ပြီးတော့ screen ကိုတစ်ချက်ဆွဲချလိုက်ရုံနဲ့တချင်းရှာပေးနိုင်မဲ့ Shazam ဒီသုံးခုလုံးကနေ့စဉ်ဖုန်းသုံးရတာကိုပို့ပြီးလွယ်ကူမြန်ဆန်စေမှာပါအခုပြောပြသွားတာတွေကအများကြီးတဲ့ကတစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ် iPhone မှာဒီလိုမျိုးတခြားဘလို့လျှို့ဖက်လွတ်ဆောင်ချက်တွေနီလန်ကောင်းတွေထပ်ပြီးရှိနေသေးလဲဆိုတာကိုကိုယ်တိုင်ဆက်ပြီးစူးစမ်းကြည့်ဖို့ကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းတစ်ခုပါပဲ